ထူးဆန်းတဲ့တကားပေါက်လေးနောက်ကကြောက်မက်ဖွယ်ရာကဘာကိုရောက်သွားတဲ့ကလေးမလေးအားလုံးပဲမင်္ဂလာပါဘာမီရီကက်ဆင်မိနစ်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဇလန်းစာမှာတော့ကြောက်မစရာကောင်းတဲ့ကြက်သီးမျိုးလုံးတွေနဲ့အယုတ်ကိုလူတစ်ယောက်ကစိတ်ရှိလက်ရှိချုံနေပါတယ်အဲ့ဒီအယုတ်ရဲ့ဝါခွန်းတွေကိုထုတ်ပြီးတော့အသက်တရုပ်အနေနဲ့ပြန်လဲဖန်တီးနေတာပါအဲ့ဒီအယုတ်လေးဟာကြောက်မက်ဖွယ်ရာပုံစံကနေနောက်ထပ်အသက်တစ်ဖန်ကလေးမလေးတစ်ယောက်ရဲ့အယုတ်ပုံစံဖြစ်သွားပါတယ်အယုတ်ရဲ့သပင်ဟာနက်ပြရောင်တန်းနေပြီးတော့အဝါရောင်ဂျာကင်ကိုပါဝတ်ထားပါသေးတယ်နောက်တစ်ခါမှာတော့ပင်ပဲလစ်အင်ဂျီစီကိုမိသားစုတစ်ခုပြောင်းလာတာကိုတွေ့မြင်ရမှာပါအင်ဂျီကအဝေးကနေကြည့်ရင်တော့ပန်းရောင်နှုတ်ချဲထားတာကြောင့်အတော်လေးနေချင်းစပွဲဖြစ်နေပါတယ်အင်ဂျီရဲ့ပေါ်ထဲမှာအင်္ဂါတအုပ်ရှိသေးတယ်လို့အောက်ထပ်မှာလည်းနေထိုင်နေသူတွေရှိပါတယ်အဲ့ဒီပန်းရောင်အင်ဂျီနဲ့ဆက်ဆက်နေတဲ့ကောင်လေးကတော့ဝိုင်းပြီးလိုမှတ်ပါပဲအင်ဂျီကိုပြောင်းလာတဲ့ဂျီကန်ကန်ကောင်မလေးကတော့ကိုရာလိုင်းဂျွန်းစ်ပါဒီလိုနဲ့ရေရင်းဟောင်းကြီးနေရာမှာမထင်မှတ်ဖဲတွေ့ခဲ့တဲ့ဝိုင်းပြီးနဲ့ကိုရာလိုင်းတို့အချင်းချင်းလက်တွဲနှုတ်ဆက်လိုက်ကြပါတယ်ဒီလိုနဲ့တနေ့ကိုရာလိုင်းဟာကြောက်ကလေးဝင်သွားတဲ့အခန်းထဲကတကားပေါက်သေးသေးလေးရှိကိုရောက်တော့တကားကိုဖွင့်ကြည့်လိုက်ပါတယ်ဒီတစ်ခါမှာတော့နေလေကသူတွေ့ခဲ့သလိုမဟုတ်ဘဲတကားဟာထူးဆန်းတဲ့ဝင်ပေါက်ပုံစံဖြစ်နေခဲ့ပါတယ်အဲ့နောက်မှာတော့ကိုရာလိုင်းဟာခက်မြန်မြန်ပဲတကားရဲ့တစ်ဖက်ချမ်းကိုကူးသွားခဲ့ပြီးတော့ပြန်ထွက်တဲ့အခါမှာသူ့အခန်းစီကိုပဲပြန်ရောက်နေတာတွေ့လိုက်ရပါတယ်ဒါပေမဲ့အခန်းထဲကပကြီးကားကမနက်ကလိုပြင်းဖို့ကောင်းတဲ့ကောင်းလေးပုံစံမဟုတ်ဘဲပျော်ရွှင်နေတဲ့ကောင်းလေးပုံစံဖြစ်နေတာကြောင့်ကိုရာလိုင်းအံ့ဩနေခဲ့ပါတယ်အဲ့နောက်မှာတော့ကိုရာလိုင်းတယောက်ဟင်းချမ်းနဲ့မွမွေးလေးရလိုက်တာကြောင့်အိမ်နောက်ဘက်ကိုဝင်သွားတဲ့အခါမှာအမေဖြစ်သူကိုတွေ့လိုက်ရပါတယ်ကိုရာလိုင်းလည်းညသကောင်ကြီးသူ့အမေဟင်းချမ်းနေတာကိုမြင်လိုက်ရတာဟာသူ့အတွက်အတော်လေးထူးဆန်းနေပါတယ်အမေဖြစ်သူရုပ်တရက်လှည့်လိုက်တဲ့အခါမှာကိုရာလိုင်းတယောက်အတော်လေးလန့်သွားပါတယ်အဲ့ဒီအမျိုးသမီးဟာသူ့အမေနဲ့ချစ်စွတ်တူနေခဲ့ပေမဲ့မျက်လုံးတွေအစားကျဲသီးတွေတထားတောင်ကြောက်ပါပဲအဲ့ဒါကြောင့်ကိုရာလိုင်းလည်းသူ့အမေမဟုတ်ဘူးလို့အကြောက်ကန်ငင်းပါတော့တယ်တတိရှိတဲ့ကိုရာလိုင်းလေးကတော့စတွေ့တာနဲ့သူ့အမေမှာအဲ့ဒီလိုကျဲသီးမျက်လုံးတွေရှိမနေဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့အမေနဲ့တူတဲ့အမေကတော့သူကတခြားတစ်ဖက်တစ်ချမ်းကဘာမှရှိနေတဲ့ကိုရာလိုင်းရဲ့အမေပဲလို့ဖြေလိုက်ပါတယ်။အဲဒီနောက်မှာတော့တခြားအမေဟာကိုရာလိုင်းကိုညစာချက်ပေးမလို့တခြားအဖေကိုသွားခေါ်ပေးဖို့ပြောလိုက်ပါတယ်။နားမလည်နိုင်ဖြစ်နေတဲ့ကိုရာလိုင်းကတော့သူ့ရဲ့တခြားအဖေကိုသွားခေါ်ဖို့စာကြည့်ခန်းစီကိုရောက်လာပါတယ်။ဒါပေမဲ့အဲ့ဒီတခြားအဖေမှာလည်းကျဲသီးမျက်လုံးတွေရှိနေပြီးတော့တိတ်ကိုထူးဆန်းနေတာကပီယာနိုတီးနေတာပါပဲ။အဲဒီနောက်မှာတော့တခြားအဖေဟာသူတို့စီရောက်လာတဲ့ကိုရာလိုင်းအတွက်ပီယာနိုတီးပြီးတော့သချင်းဆိုပြပါတယ်။အဲ့လိုနဲ့ကိုရာလိုင်းတယောက်သူအခုမှမြင်ဘူးတဲ့တခြားအဖေတခြားအမေနဲ့အတူညစာစားဖို့ထိုင်လိုက်ပါတယ်ကိုရာလိုင်းဟာအိမ်မှာတော်ယုံတခြားစားရတာမဟုတ်လို့တခြားအမေချက်ထားတဲ့ညစာစားပွဲကြီးမှာပြောမွေ့သွားပါတယ်အဲ့နောက်မှာတော့တခြားအမေကကိုရာလိုင်းအတွက်အိမ်ကနေကြိုးဆိုတဲ့အနေနဲ့ကိတ်မုတ်တစ်လုံးလုပ်ပေးထားပါတယ်အိမ်ဆိုတဲ့စကားလုံးကိုမြင်လိုက်ရတဲ့ချိန်မှာကိုရာလိုင်းတယောက်အယံအော်သွားပြီးတော့စိတ်ထဲမတင်မကြဖြစ်နေခဲ့ပါတယ်အဲ့ဒါကြောင့်ကိုရာလိုင်းကသူ့မှာဒီလိုတခြားအမေတခြားအဖေရှိနေမယ်လို့မသိခဲ့ရဘူးလို့ပြောပြနေပါတယ်တခြားအမေကတော့ဒီလိုမျိုးကလူတိုင်းကလေးတိုင်းစီမှာရှိတာမလို့ခဏနေကြရင်သူနဲ့အတူကစားမလားလို့မေးလိုက်ပါတယ်။ကိုရာလိုင်းကတော့တခုခုမူမမှန်တာကိုသတိထားမိတယ်လို့ဖြစ်နေပါတယ်။တခြားအမေကတော့မိုးရွာတော့မှမလို့သူတို့နဲ့အတူမိုးရွာတဲ့အတူတူပုံတန်းစော့ကြမလားလို့ကိုရာလိုင်းကိုစာမေးလိုက်ပါတယ်။ဒါပေမဲ့ကိုရာလိုင်းကတော့ရှုံနေတဲ့ညစ်ပတ်မှာကိုစိုးရိမ်နေပါတယ်။ဒီဘက်မှာတော့တခြားအမေကရှုံနေတဲ့မျက်နှာပေါင်းတင်လိုက်ရေစိမ်လိုက်လှုပ်တဲ့သူမလို့သူ့အမေစစ်လို့တော့ရှုံနေမုန်းမနေပါဘူး။ပြီးတော့တခြားအမေကကိုရာလိုင်းလက်ကိုကိုင်းလိုက်ပြီးတော့ရှုံတွေကဝတ်တချအစိတ်အတွက်လည်းတတ်တာစေတယ်လို့ပြောလိုက်ပါတယ်။ကိုရာလိုင်းကတော့သူ့စိတ်ထဲမတင်မကျဖြစ်နေတဲ့စိုးရိမ်ပူပန်မှုကြောင့်တခြားအမေရဲ့ကမ်းလှမ်းမှုကိုညှင်းလိုက်ပြီးတော့သူ့အမေအစစ်စီပြန်ရတော့မယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့တခြားအမေနဲ့တခြားဖေကကိုရာလိုင်းရဲ့အိတ်ခမ်းစီကိုခေါ်သွားပေးပါတယ်။အိတ်ခမ်းကဟိုဘက်ကဘာကတကယ်အိတ်ခမ်းနဲ့မတူပဲအယုတ်တွေနဲ့အယောင်သွေးစုံလင်ပြီးတော့နေချင်းစရာဖြစ်နေခဲ့ပါတယ်။ပြီးတော့အိယာဘေးမှာထောင်ထားတဲ့တငယ်ချင်းနှစ်ယောက်ရဲ့ပုံကလေးအသက်ဝင်ပြီးကိုရာလိုင်းကိုစကားလှမ်းပြောနေတာကြောင့်ကိုရာလိုင်းတယောက်ပြောသွားပါတယ်။အဲ့နောက်မှာတော့တခြားအမေကကိုရာလိုင်းလက်ကိုယူပြီးတော့ဝတ်တချစိတ်အတွက်အရှုံကိုလူပေးလိုက်ပါတယ်။ဒီလိုနဲ့ကိုရာလိုင်းတယောက်နှစ်ချက်အိပ်ပျော်သွားပါတော့တယ်။နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့ကိုရာလိုင်းဟာသူ့ရဲ့ငကိုမူလကဘာစီကိုပြန်ရောက်လာပါပြီ။ကိုရာလိုင်းတယောက်နိုးတာနဲ့သူ့လက်ကဝတ်တချစိတ်ပျောက်တာကိုမြင်ပြီးတော့ညာတော့ကအကြောင်းကိုပြန်တရေရသွားပါတယ်။အဲဒါကြောင့်ချက်ချင်းဆိုသလိုအိတ်ခမ်းထဲကပြေးဆင်းလာပြီးတော့တကားပေါက်လေးကိုသွားဖွင့်ကြည့်တဲ့အခါမှာနယံကြီးသာဖြစ်နေတာကြောင့်ကိုရာလိုင်းစိတ်ပြတ်သွားပါတယ်။အဲဒီနောက်မှာတော့ကိုရာလိုင်းဟာမနက်စာစားနေရင်းနဲ့အမေဖြစ်သူကိုညာတော့ကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုပြန်ပြောပြနေပါတယ်။အမေဖြစ်သူကတော့သူသမီးအားနေနေလို့ကြောင်ကတန်းတွေမြင်မှတ်နေတာလို့ထင်ပြီးတော့အားစေးတော့ဖို့သာပြောနေပါတယ်။တနေ့ကိုရာလိုင်းဟာအိမ်မှာတယောက်တည်းကြံခဲ့ပြီးတော့အမေဖွက်ထားတဲ့တော့ကိုလိုက်ရှာပါတယ်။ပြီးတာနဲ့အခန်းထဲကတကားပေါက်လေးကိုဖွင့်လိုက်တဲ့အခါမှာတော့သူညာတိုင်းကြုံနေကြအတိုင်းတခြားကဘာရှိနေတာကိုတွေ့လိုက်ရပါတယ်။ကိုရာလိုင်းတယောက်တခြားကဘာသွားတဲ့တကားပေါက်ထဲဝင်သွားတာကိုဝိုင်းပြီးကြောင်ကမြင်သွားပါတယ်။အဲဒီနောက်တော့ကိုရာလိုင်းတခြားကဘာကိုရောက်လာတဲ့အခါမှာတခြားအမိနဲ့တခြားအဖေကကိုရာလိုင်းအတွက်အညာစာပြင်ဆင်ပေးထားပါတယ်။ပြီးတော့ကိုရာလိုင်းဝစ်ဖို့တခြားအမေကိုယ်တိုင်ချုပ်ပေးထားတဲ့အင်ဂျီပေါင်းပီနဲ့ဖက်နှက်ကိုပါလက်ဆောင်ဘိုးလေးနဲ့ထည့်ပေးထားပြီးတော့ညစာစားပြီးတဲ့အခါအောက်ထက်ကစပင်နဲ့ဖော်စီဘယ်တို့ညီမစီသွားဖို့စတဆောင်ရေးပေးထားခဲ့ပါတယ်။အဲဒီနောက်ကိုရာလိုင်းကညစာစားပြီးတခြားအမေပေးတဲ့အင်ဂျီတွေလေးကအပြင်ကိုထွက်လာပါတယ်။
ပြေရောက်တဲ့အခါမှာတော့ဝိုင်ဖီကြောင့်ကိုတွေ့တာကြောင့်စကားသွားပြောနေခဲ့ပါတယ်။ကြောင်ကတော့သူပဲမလို့တခြားကဘာမှာတော့စကားပြောနိုင်တယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ကြောင်ကတခြားအမေဟာကြောင်တွေကိုမုန်းပြီးတော့ကတ်ထုတ်ခြင်းပေမဲ့ဘလို့မှမောင်းထုတ်မရတဲ့အကြောင်းကိုရိုလိုင်းကိုပြောပါတယ်။ကိုရိုလိုင်းကတော့တခြားအမေကြောင်မုန်းတာကိုအံ့ဩနေပြီးတော့ကြောင်ကဒီအမေဟာတခြားဘယ်အမေနဲ့မှမတူဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ကြောင်ကကိုရိုလိုင်းအနေနဲ့ဒီလောကကြီးကိုအိမ်မက်မတိုင်းတာတကယ်ဖြစ်လာမယ်ထင်ရင်မှားသွားမယ်လို့ရှင်းပြလိုက်ပါတယ်။အဲနောက်မှာတော့ကြောင်ကအတန်ကြားတာကြောင့်စကားပြောတာကိုရက်လိုက်ပြီးတော့ထွက်သွားပါတယ်။ကိုရိုလိုင်းလည်းအောက်ထပ်ကိုဆင်းလာပြီးတော့လှပပြီးကျဲဝန်းတဲ့ပြဿနာရုံကိုတွေ့တဲ့အခါမှာအံ့ဩသွားပါတယ်။အဲနောက်မှာတော့ပြဿနာရုံထဲမှာ YB ကအသင်းဆောင်နေပြီးတော့ကိုရိုလိုင်းနဲ့အတူ Spin နဲ့ Fossible တို့ရဲ့ပြဿနာကိုလာကြည့်ပါတယ်။တကယ်တော့ Spin နဲ့ Fossible တို့ဟာချုံမောလှပတဲ့မိန်းကလေးတွေဖြစ်နေတာပါ။သူတို့ဟာကိုရိုလိုင်းကိုတောင်ခေါ်ပြီးတော့ကျိုးအကနေခဲ့ကြပါသေးတယ်။ဒီလိုပြောစရာကောင်းတဲ့ပြဿနာအဖြစ်မှာတော့ကိုရိုလိုင်းကိုတခြားအမေနဲ့တခြားအဖေကအထွက်ကြိုနေခဲ့ပါတယ်။တခြားအမေကတော့ပျော်ရွှင်နေတဲ့ကိုရိုလိုင်းကိုကြည့်ပြီးတော့ဒီကဘာမှာနေရတာပျော်လားလို့မေးခဲ့ပါတယ်။ကိုရိုလိုင်းကတော့ခလေးပီပီအပျော်မှတ်ပြီးတော့ခေါင်းငိမ်ကအိမ်ထဲဝင်သွားခဲ့ပါတယ်။အဲနောက်မှာတော့တခြားအမေနဲ့တခြားအဖေဟာကိုရိုလိုင်းဒီမှာတစ်သက်လုံးနေလို့ရအောင်လုပ်ရမယ့်ကိစ္စလေးတွေရှိတယ်လို့ပြောပြီးတော့လက်ဆောင်ဘူးလေးကိုထုတ်ပေးပါတယ်။အဲ့ဒါကတော့တခြားမဟုတ်ပဲကျဲသီးမျက်လုံးတွေနဲ့အတချောင်းပါပဲ။ကိုရိုလိုင်းကတော့ကြောက်လန့်တကြားနဲ့ဘူးကိုတွန်းထုတ်လိုက်ပြီးတော့သူ့မျက်လုံးတွေကိုပေးမချုပ်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့တခြားအမေကတော့ကိုရိုလိုင်းသာဓမ္မနေမယ်ဆိုရင်တော့သူတို့ဘက်ကနေချုပ်ခင်ပေးတာလိုအပ်တယ်လို့ပြန်ပြောလိုက်ပါတယ်။အဲဒါကြောင့်ကိုရိုလိုင်းလည်းကြောက်လန့်ပြီးတော့သူ့အရန်ပင်ပန်းလို့အိပ်ပြရစေလို့ပြောလိုက်ပါတယ်။ကိုရိုလိုင်းကတော့အရင်လိုသူတခြားအဖေနဲ့တခြားအမေကိုအိတ်ခမ်းထဲထိတောင်မှလိုက်ခွင့်မပေးတော့ပဲတယောက်တည်းအိတ်ခမ်းစီတက်လာပါတယ်။ကိုရိုလိုင်းတယောက်အိတ်ခမ်းထဲရောက်တဲ့အခါမှာတော့သူ့အခန်းပေါ်အယုတ်တွေအကုန်လုံးကိုတစ်တာအလွတ်ကြီးထဲထည့်ပေးလိုက်ပြီးဒီညအိမ်ပြန်ပြီးရင်ဘယ်တော့မှပြန်မလာတော့ဘူးလို့ပြောနေပါတယ်။ပြီးတော့ကိုရိုလိုင်းဟာသူ့အိမ်နေချိန်မျက်လုံးတွေကိုကျဲသီးအဖြစ်မပြောင်းအောင်လော့ချပြီးတော့တကားကိုခုံနဲ့ခံထားပါတယ်။အဲနောက်ကိုရိုလိုင်းတယောက်ဆောင်းချုံပြီးတော့အတင်းမျက်စိမိတ်အိမ်နေခဲ့ပါတယ်။မနက်မိုးလင်းပြီးအထင်းနဲ့ထလာတဲ့ကိုရိုလိုင်းဟာဒီဘက်ကဘာမှပဲရှိနေသေးတာကြောင့်အရန်စိတ်ပြတ်သွားပါတယ်။ဒါကြောင့်ကိုရိုလိုင်းလည်းအောက်ကိုဆင်းလာပြီးတော့အိမ်ပြန်ဖို့အတွက်တကားပေါက်လေးရှိရာအဲခန်းကိုဆင်းလာပါတယ်။ဒါပေမဲ့အခန်းတကားပိတ်ထားတာကြောင့်ကိုရိုလိုင်းဟာတခြားဘေးရှိရာစာတီကန်ထဲကိုဝင်သွားပါတယ်။တခြားဖေကတော့တခြားအမေအားပြန်ဖြစ်နေတာကြောင့်အမေမရှိချိန်စကားတွေတိတ်မပြောသင့်ဘူးလို့ပြောလိုက်ပါတယ်။ပုံပြက်ပန်းပြက်ဖြစ်နေတဲ့တခြားဖေရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာကိုရိုလိုင်းကြောက်သွားပြီးတော့အိမ်ပြင်ကိုထွက်ပြေးသွားပါတော့တယ်။အဲဒီနောက်ကိုရိုလိုင်းနောက်ကိုကြောင်လေးလိုက်လာပြီးတော့ဘာလို့ဒီလိုတွေရှောက်လို့နေရတာလဲလို့မေးလိုက်ပါတယ်။ကိုရိုလိုင်းကတော့ဒီကနေထွက်သွားဖို့ရေရင်းဟောင်းကြီးရှိရာဘက်ကိုသွားနေပြီမဲ့ဘာမှမရှိပဲအဖြူရောင်ဗလာနတ်ထီသားဖြစ်နေခဲ့ပါတယ်။ကြောင်လေးကတော့ဒီကဘာကြီးကကိုရိုလိုင်းသဘောကျလောက်မဲ့ထင်းတဲ့နေရာနားကိုပဲကွက်ပြီးတော့ဖန်တီးထားတာလို့ပြန်ပြောလိုက်ပါတယ်။အဲဒါကြောင့်ကိုရိုလိုင်းကိုတခြားမိလိုချင်နေတာခတဘာဝမဟုတ်တဲ့အရာတစ်ခုခုကြောင့်ပဲလို့ကြောင်လေးကပြောပါတယ်။အဲလိုမှမဟုတ်ရင်တော့တခြားမိကကိုရိုလိုင်းကိုစားချင်တာဖြစ်နိုင်တယ်လို့သတိပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ကြောင်လေးနဲ့ကိုရိုလိုင်းတို့ဟာအိမ်ဘက်ကိုပဲပြန်ရောက်လာပါတယ်။ကြောင်လေးကတော့စက္ကန့်ကြွက်ကိုမြင်ရတဲ့အခါမှာချက်ချင်းဆိုသလိုကြိုက်ပစ်လိုက်တာကြောင့်စက္ကန့်ကြွက်ကနေကြောက်စရာကြွက်ကြီးအသွင်ကိုပြောင်းလဲသွားခဲ့ပါတယ်။အဲဒီနောက်တော့ကိုရိုလိုင်းဟာအိမ်ရှိမှရှိတဲ့ခမမတုံတစ်ချောင်းကိုယူပြီးတော့အိမ်ထဲကိုဝင်လာခဲ့ပါတယ်။ပြီးတာနဲ့အခန်းထဲကတကားပေါက်လေးစီသွားဖို့အလုံးမှာတော့ကိုရိုလိုင်းတယောက်ချောင်းဖိတ်ခံလိုက်ရပါပြီ။ကိုရိုလိုင်းကတော့တခြားအမေကိုတွေ့တာနဲ့သူ့အိမ်ကိုတတိယနေပြီမလို့အဖေအမေစီကိုပြန်ချင်းလို့လွတ်ပေးဖို့ပြောလိုက်ပါတယ်။တခြားအမေကတော့သူ့ကိုလေတံမမာနဲ့ပြောနေတဲ့ကိုရိုလိုင်းကိုဒေါသထွက်သွားပြီးတော့အခုချက်ချင်းတောင်းပန်ဖို့ပြောပါတယ်။ချစ်ကန်ကန်ကိုရိုလိုင်းကတော့မိဘအရင်ကိုတောင်ပြန်ခံပြောနေကြမလို့တခြားအမေဆိုဝေးပါသေးတယ်။အဲဒါကြောင့်တခြားအမေလည်းဒေါသအကြီးကျယ်ထွက်သွားပြီးတော့တော်တော်ကိုကြောက်ဖို့ကောင်းတဲ့အယုတ်ဆိုးဆိုးမကောင်းဆိုးဝါးပုံစံပြောင်းသွားပါတယ်။တောင်းထိရေတွက်အပြီးမှဒေါသထွက်နေတဲ့တခြားအမေဟာကိုရိုလိုင်းကိုနှာခေါင်းကနေကင်ပြီးတော့မှန်တစ်ချက်ရဲ့နောက်ကိုပစ်ထည့်လိုက်ပါတယ်။ပြီးတော့ကိုရိုလိုင်းချစ်ဖို့ကောင်းတဲ့သမီးဖြစ်ချင်ပြီဆိုမှဒီထဲကနေထွက်ခွင့်ရမယ်လို့တခြားအမေကပြောသွားပါတယ်။ထပ်ပေါက်မဲ့မှောင်မဲပြီးတော့ဘာမှမရှိတဲ့နေရာကြီးတဲ့ရောက်သွားတဲ့ကိုရိုလိုင်းတယောက်ဘာလို့ဘာကန်ရမှမသိဖြစ်သွားခဲ့ပါပြီ။အဲဒီချိန်ခန်းတော့ကဂရင်ပြကြီးပေါ်မှာရှိနေတဲ့ကလေးဝင်းကြီး၃ယောက်ဟာစုံမနားထောင်နေတာကြောင့်ကိုရိုလိုင်းကိုတိတ်နေဖို့တတိလှမ်းပေးပါတယ်။အဲဒီနောက်မှာတော့ကိုရိုလိုင်းတယောက်ဝင်းကြီးတွေကိုအံဝါတစီကြည့်နေမိခဲ့ပါတယ်။ဝင်းကြီးလေးတွေကတော့သူတို့ရဲ့နာမည်ကိုမေးသွားရင်တောင်မှသူတို့ရဲ့အမေအစ်စ်နာမည်ကိုတော့ဘယ်တော့မှမမေ့နိုင်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ဝင်းကြီးလေးတွေကသူတို့တုန်းကလေသားခံခဲ့ရတာတွေကိုပြောပြနေပါတယ်။အဲဒီတုန်းကလည်းတခြားအမေဟာသူတို့ကိုချစ်လို့ရွရလို့ခေါ်ထားခဲ့ပြီးမှသူတို့ကိုမျက်လုံးတွေကျဲသီးနဲ့ချုပ်ခွင့်ပေးထားလိုက်ကြပါတယ်။ဝင်းကြီးကလေးတွေဟာဆုံးမကြည့်လို့ကြောင့်သူတို့ရဲ့မျက်လုံးကိုချုပ်ခွင့်ပေးလိုက်ပြီးတော့ကလေးတွေရဲ့အသက်ကိုစပြေးလိုက်တာကြောင့်မှန်ကြီးရဲ့နောက်ကအမောင်ခန်းထဲမှာသာနေရပါတယ်။ကိုရိုလိုင်းကတော့ဘယ်တော့မှအမောင်ခန်းထဲမှာမပိတ်ခံမဲ့လူမဟုတ်တာကြောင့်အနိုင်ချဖို့သာစဉ်းစားနေပါတယ်။အဲဒါကြောင့်ဝင်းကြီးလေးတွေကတော့တကယ်တော့ကိုရိုလိုင်းသာလွတ်ခဲ့မယ်ဆိုရင်သူတို့ရဲ့အဖက်ခံထားရတဲ့မျက်လုံးတွေကိုပြန်ယူပေးဖို့ကိုရိုလိုင်းကိုအကူအညီတောင်းပါတယ်။အဲဒီနောက်မှာတော့မှန်ရဲ့နောက်ွယ်ကနေလက်တစုံထွက်လာပြီးတော့ကိုရိုလိုင်းကိုအတင်းဆွဲခေါ်သွားပါတယ်။တကယ်တော့အဲ့ဒါဟာပါဆက်ချုပ်ခံထားရတဲ့ YB ပါ။ကိုရိုလိုင်းလည်း YB ပါဆက်ကချုပ်ရုပ်ကိုဖြေးပေးလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ကိုရိုလိုင်းနဲ့ YB တို့ဟာတခြားအမေမမြင်ခင်မှာပဲအခန်းစီကိုပြေးလာပြီးတော့တကားပေါက်ကိုဖွင့်ပါတယ်။
တကားကတော့ရစရာမရှိအောင်စုပ်ပြတ်သက်ကဖုံးမုံတွေနဲ့ဖြစ်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကိုရလိုင်းဟာဝိုင်ဘီကိုသူနဲ့အတူလိုက်ခဲ့ခိုင်းပါတယ်ဒါပေမဲ့ဝိုင်ဘီကသူ့လက်အိတ်ကိုချွတ်ပြပြီးမှုတ်လိုက်တဲ့အခါမှာလက်ကနေဖုံးမုံတွေဖြစ်ပြောင်းလဲသွားပါတယ်အဲ့နောက်မှာတော့ကိုရလိုင်းလည်းတကားဖုတ်ကနေအပြန်ဖြတ်လာပြီးတော့အိမ်ကိုအမြန်ပြန်လာခဲ့ပါတယ်ကိုရလိုင်းတယောက်အိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့ပျော်ရွှင်နေပြီးမြဲတယောက်မှအိမ်မှာရှိမနေပါဘူးအဲ့ဒီနောက်မှာတော့တကယ်ကဘာအစ်စ်ကဝိုင်ဘီရောက်လာပြီးတော့သူ့အဖွားအမရဲ့ရုပ်ကိုပြန်ပေးဖို့ပြောပါတယ်အဲ့ဒါကြောင့်ကိုရလိုင်းလည်းဝိုင်ဘီအဖွားရဲ့ပျောက်သွားတဲ့အမကိုသူတွေးလိုက်တယ်လို့ပြန်ပြောပြပါတော့တယ်အဲ့နောက်မှာတော့ဆုံးမဟာကိုရလိုင်းကိုတကားပေါက်ကနေများခေါ်ပါတယ်ပြီးတာနဲ့တချောင်းဝဲရှိတဲ့တော့ကိုဆုံးမကြီးကအမျိုးချပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကိုရလိုင်းဟာတခြားအမေကိုသူနဲ့အတူဂိမ်းတွေကစားကြမလားလို့မေးလိုက်ပါတယ်ကိုရလိုင်းကတော့သူ့အဖေနဲ့အမေကိုရှာဖို့နဲ့ဝင်းကြီးလေးတွေရဲ့မျက်လုံးကိုရှာဖို့စိန်ခေါ်ခဲ့ပါတယ်တကယ်လို့မတွေ့ရင်တော့ကိုရလိုင်းဟာဓမ္မပဲအမြဲနေပြီးတော့တစ်သက်လုံးမျက်စိတွေကိုကျဲသီးအဖြစ်ချုပ်ခွင်ပေးလိုက်မှာပါကိုရလိုင်းတဲလွန်သားတောင်းတာကြောင့်ဆုံးမလည်းသူ့အတွက်စီစဉ်ထားတဲ့အထူးသုံးခုမှာတဲလွန်သားရှိမယ်လို့ပြောလိုက်ပါတယ်အဲ့နောက်တော့ကိုရလိုင်းဟာသူ့ပုံစံတူပန်းချန်တွေကိုဆင်းလာပါတယ်ပြီးတော့ပန်းချန်တွေကပစင်းတွေဟာစပင်းလိုပေးလိုက်တဲ့သကြားကိတ်ကိုလာလို့ပါတော့တယ်တကယ်တော့အဲ့ဒီသကြားကိတ်ကအသုံးဝင်နေပြီးတော့တိတ်မကြခင်မှာပဲကိုရလိုင်းရဲ့တခြားဖေပေါ်လာပါတယ်ပြီးတော့ကိုရလိုင်းလက်ထဲကိုဝှက်ထားတဲ့မျက်လုံးတစ်လုံးထည့်ပေးလိုက်ပြီးတော့ပတ်ဝန်းကျင်တစ်ခုလုံးကွဲပြောက်သွားပါတယ်အဲ့ဒီနောက်ကိုရလိုင်းဟာစပင်းတို့ညီမစီကဖွက်ထားတဲ့မျက်လုံးကိုညံရှိရှိနဲ့သွားယူပါတယ်စပင်းတို့ညီမရဲ့ကြောင်မစရာကောင်းတဲ့နေရာကနေလွတ်မြောက်အောင်ကိုရလိုင်းလည်းယူလာတဲ့တံမီကိုတုံးပြီးတော့ခွေးလင်းတို့တွေကိုခေါ်လိုက်ပါတယ်မျက်လုံးတစ်လုံးရသွားတာနဲ့ပတ်ဝန်းကျင်ဟာဗလာနတ်ထိဖြစ်လာသလိုကျဲစည်းပုံစံလည်းတဖြည်းဖြည်းနဲ့ပြန်ပြေးလာခဲ့ပါတယ်အဲဒီနောက်မှာတော့ကိုရလိုင်းဟာဘိုဗင်စကီစီကနေမျက်လုံးဘောလုံးသွားယူဖို့ကြိုးစားပါတယ်အဲဒီချိန်မှာပဲဘိုဗင်စကီအိမ်ထဲမှာချိတ်ဆွဲထားတဲ့ YB အင်ဂျီကိုကိုရလိုင်းတွေ့သွားပါတယ်စကားမပြောတတ်တဲ့ YB ကတော့ဆုံးမလက်ချက်နဲ့တေးဆုံးသွားခဲ့ပါပြီအဲဒီနောက်မှာတော့ကိုရလိုင်းဟာဆုံးမကိုဒေါသတကြီးပဲချိန်ဆဲလိုက်ပြီးတော့သူဆက်လို့ရမယ်တာဝန်အတိုင်းစက်ကတ်ထဲဝင်သွားပါတယ်စက်ကတ်ထဲရောက်တဲ့အခါမှာတော့ကြောက်စရာကောင်းတဲ့ဘိုဗင်စကီကကိုရလိုင်းကိုစောင့်ကြိုနေပါတယ်ကိုရလိုင်းလိုချင်နေတဲ့မျက်လုံးလေးကိုအရယူဖို့သူ့စီကနေကြိုးစားပါလို့ဘိုဗင်စကီကစိန်ခေါ်ပါတယ်ကိုရလိုင်းတယောက်စက်ကတ်ထဲကကြွက်နေတဲ့အတူဘိုဗင်စကီကိုအတော်လေးရင်ဆိုင်လိုက်ရပြီးတော့မျက်လုံးကိုအရယူပါတယ်ဒါပေမဲ့ဘိုဗင်စကီကိုတွေကခေါင်းဆောင်ကြွက်ကမျက်လုံးကိုယူပြီးထွက်ပြေးသွားတာကြောင့်ကိုရလိုင်းလည်းသူ့ရဲ့သကြားကလေးနဲ့ပြစ်ပေါက်ပါတော့တယ်ဒါပေမဲ့ကြွက်ကိုမထိသွားပဲသကြားကလေးဟာပျောက်ဆုံးသွားပါတယ်သကြားကလေးပျောက်မျက်လုံးယူသွားတဲ့ကြွက်ကိုလည်းမတွေ့ရတာကြောင့်ကိုရလိုင်းဟာသူရှုံးသွားပြီအထင်နဲ့ထိုင်ငိုနေပါတယ်အဲ့ဒီချိန်ကြောင်လေးပေါ်လာပြီးတော့စက္ကန့်ကြွက်ကိုကိုက်လိုက်တာကြောင့်ကြွက်သေးပြီးတော့ကိုရလိုင်းလိုချင်တဲ့မျက်လုံးတွေအကုန်ရသွားပါတယ်အဲ့ဒီချိန်မှာပဲပဝန်းကျင်တစ်ခုလုံးဗလာနတ်တီဖြစ်ပြီးတော့အကုန်ကြွေကြကုန်တာကြောင့်ကိုရလိုင်းလည်းကြောင်လေးကိုကောကအိမ်ထဲဝင်လာပါတယ်အဲ့နောက်မှာတော့ကိုရလိုင်းကဆုံးမကြီးနဲ့ရင်ဆိုင်ပြီးတော့ညံရှိရှိနဲ့ပဲဆုံးမကိုလဲစားပါတယ်တကယ်တော့ဆုံးမကြီးဟာကိုရလိုင်းစီကမျက်စိဘောလုံးလေးတွေယူပြီးတော့ကိုရလိုင်းကိုပိတ်လောင်နေတာပါဒါပေမဲ့ဝင်းကြီးလေးတွေကတော့ကိုရလိုင်းကိုတတိထားဖို့နဲ့ကိုရလိုင်းနိုင်ရင်တော့ဆုံးမကပြီးထွက်မှာမဟုတ်တာကိုတတိပေးလိုက်ပါတယ်အဲဒါကြောင့်ကိုရလိုင်းကကစားပွဲမပြီးသေးတဲ့အတွက်ဆုံးမကိုမျက်လုံးတွေမပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ဆုံးမကကိုရလိုင်းမိဘတွေဗမာလေးဆိုတာဖြေဖို့မေးတဲ့အခါမှာကိုရလိုင်းလည်းတကားနောက်မှာရှိနေတာကြောင့်ဖွင့်လိုက်ဖို့ပြောပါတယ်တကယ်တော့ကိုရလိုင်းမိဘတွေကတကားနောက်မှာရှိမနေပါဘူးဒါပေမဲ့တော့ကတစ်ချောင်းနဲ့ရှိတာကြောင့်ဆုံးမပါဇက်ထဲကအန်ထုံးမှသာဒီတော့နဲ့တစ်ဖက်ကဘာကိုပြန်ထွက်ခွင့်ရမှာပါဆုံးမတကားဖွင့်နေတော့ကြောင်လေးနဲ့ကိုရလိုင်းဟာဘောင်ဘော်ကသူမိဘတွေချုပ်ကန်ထားရတဲ့နှေးဘောလုံးကိုတတိထားမိပြီးတော့ယူလိုက်ပါတယ်အဲနောက်ဆုံးမကတကားနောက်မှာဘယ်သူမှမရှိတာကြောင့်ကိုရလိုင်းအဖြေမှာပြီးဓမ္မတသက်လုံးနေရတော့မယ်လို့ပြောပါတယ်ဆုံးမအန်နဲ့အချီပြနေတဲ့အချိန်မှာပဲကိုရလိုင်းကသူမနေနိုင်ကြောင်းပြောပြီးတော့ကြောင်ကိုဆုံးမစီပစ်ပေါက်လိုက်ပါတယ်ကြောင်လေးကိုမုန်းနေဆုံးမလဲဒေါသထွက်မိပြီးတော့အတင်းယုံပါတော့တယ်ကြောင်ကတော့ဆုံးမရဲ့ကျက်သီးမျက်လုံးတွေကိုဖြုတ်ပြလိုက်တာကြောင့်ဆုံးမလည်းဘာမှမမြင်ရတော့ပါဘူးအဲနောက်ဆုံးမဟာပင့်ကွင်ကြီးဖန်တီးပြီးတော့ပြုတ်ကျသွားတဲ့ကိုရလိုင်းကိုအတန်သွားရအတိုင်းအမိဖမ်းပြီးမဲ့ညံရှိတဲ့ကိုရလိုင်းတယောက်မနှဲလွတ်အောင်ကြိုးစားရှာပါတယ်တကားပေါင်းတာရောက်သွားတဲ့ကိုရလိုင်းဟာတကားပိတ်ဖို့ကြိုးစားတဲ့အခါမှာဆုံးမကရောက်လာပါပြီအဲဒါကြောင့်ကိုရလိုင်းလည်းဝင်းကြီးတွေကိုအကူကြီးတောင်းပြီးတော့တကားပေါက်ဝိုင်းပိတ်ခိုင်းလိုက်ပါတော့တယ်ဒီလိုနဲ့ကိုရလိုင်းတယောက်တော့ကိုယူကဝင်းကြီးလေးတွေအကူအညီနဲ့ကိုရလိုင်းလွတ်သွားပါတယ်ဖုန်တွေပေးပြီးတော့ဆေးဝင်တကြီးနဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့ကိုရလိုင်းအဖေနဲ့အမေပြန်ရောက်လာပါပြီအဖေနဲ့အမေရဲ့ကိုပေါ်မှာလည်းနှီးရည်စက်တွေစိုးနေပြီးတော့ကိုရလိုင်းအချိုင်ဆုံးနှေးဘောလုံးလေးလည်းကွဲနေပါတယ်အဲ့ဒီလိုနဲ့အဖေနဲ့အမေဟာပန်းချန်နဲ့ပန်းတွေဆိုင်ပျော်ပွဲရှင်ပွဲတွေလုပ်ပြီးတော့သူတို့ကက်လော့အတွက်အောင်ပွဲခံရမယ်လို့ပြောနေပါတယ်အဲ့နောက်တော့ကိုရလိုင်းဟာအမေအဖေနဲ့ပြန်ဆင်ပြေသွားပြီးတော့သူ့အမေကလည်းကိုရလိုင်းကြိုက်တဲ့လက်အိတ်လေးလက်ဆောင်ပေးလိုက်ပါတယ်အဲ့ဒီညမှာတော့ကိုရလိုင်းဟာကြောင်လေးကိုပါခေါ်သိပြီးတော့မျက်စိဘောလုံးလေးတွေကိုကောင်းအောင်ထည့်ကဝင်းကြီးတွေကိုလှုပ်ပေးလိုက်ပါတယ်ဒါပေမဲ့ဂိမ်းဝဲကမပြီးသေးတဲ့တော့ကတစ်ချောင်းနဲ့ရှိတာမလို့ကိုရလိုင်းနောက်ဆက်လိုက်နေမှလို့ဝင်းကြီးတွေကအိမ်မက်လာပေးပါတယ်အဲဒါကြောင့်ကိုရလိုင်းလေးလန်တို့သားကရေရင်းဟောင်းကြီးစီသွားပြီးတော့တော့ကိုဖတ်ဖို့ကြိုးစားပါတယ်အဲဒီချိန်တကားနောက်ကနေလိုက်လာတဲ့ဆုံးမလာဟာကိုရလိုင်းလေဘင်းကတော့ကိုအတင်းဆွဲပါတယ်အချိန်မီပဲဝိုင်ဘီရောက်လာပြီးတော့ကဲတင်ပေးခဲ့သလိုဆုံးမလက်ကိုလည်းကြောက်တုံးနဲ့ထုချီကရေရင်းဟောင်းကြီးတွေကိုတော့နဲ့အတူပစ်ချလိုက်ပါတော့တယ်ဒီလိုနဲ့သူတို့ရဲ့ကြောက်စရာကကြမ္မာစိုးကြည့်ပြီးမှကိုရလိုင်းဟာပန်းရောင်အိမ်တော်ကြီးရဲ့လှပတဲ့ပန်းချန်ကြီးကိုသူမိဘတွေအိမ်ကြီးချင်းတွေနဲ့အသက်သွင်းရင်ဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ